ဆိုကြပါလို့ဗျာခမရဒီပထမဆင့်လူသက်မှုပေါ့နော်လူသက်မှုတစ်ခုမှာဆုံးဖြတ်ပေးရမယ်ဂျူရီ12ယောက်ထဲမှာတယောက်ပါဝင်ဖြစ်တယ်ဆိုတော့ဗျာအဲ့ဒီလူသက်မှုမှာလဲဒီတက်တေကန်တွေအကုန်လုံးထွက်ဆိုချက်တွေအားလုံးကဒီလူသက်တရခံပေါ့နော်တရခံလို့ဆွဆွဲခံရတဲ့သူကလုံးဝလူသက်မှုကျူးလွန်တယ်လို့လုံးဝတေချာတဲ့အနေထားဖြစ်နေပြီပေါ့အဲ့တော့ဂျူရီ12ယောက်နဲ့ဆုံးဖြတ်တဲ့အခါမှာလဲအကုန်လုံးကြံတဲ့17ယောက်ကလုံးဝဒါကြီးကလုံးဝလူသက်မှုပဲလို့ဆိုပြီးတော့အပြစ်ရှိရဆိုပြီးဆုံးဖြတ်လိုက်တယ်ပေါ့အဲ့တော့ခမရတယောက်ပဲကြံတယ်ခမရစိတ်ထဲမှာစဉ်းစားကြည့်တဲ့အခါမှာပေါ့နော်ဒီတက်တေကန်တွေကတကယ်ရောဟုတ်ရဲ့လားမှန်ရဲ့လားအဲ့တော့ဒီကိစ္စရောငါတို့ဒီလိုမျိုးအရင်စလို့ဆုံးဖြတ်လို့ဖြစ်ပါမလားဆိုပြီးတော့ဒီ17ယောက်ကိုလုံးဝစန့်ကျင်ပြီးတော့ခမရစန့်ကျင်ရပါမလားပေါ့နော်အဲ့လိုစန့်ကျင်ဖို့အတွက်လူတော်တော်များများမှာတော်တော်ခက်ခဲပါလိမ့်မယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးစန့်ကျင်ခဲ့တဲ့ဖြစ်ရတဲ့ခုကိုသေချာအခြေခံမျိုးရိုက်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ဘူးပါတယ်အဲ့ဒါတော့1958ခုနှစ်မှာရိုက်ခဲ့တဲ့12 Angry Man ဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်ပေါ့နော်အဲ့ဒီရုပ်ရှင်ကဘလောက်တောင်မှဒီဂန်ဝင်ရပ်ပမြောက်လဲဆိုလို့ရှိရင်အခုခေတ်ထိတောင်မှလူကြိုက်များနေစေဖြစ်တဲ့ IMDb rating မှာလည်းတော်တော်မြင့်တယ်ကမ္ဘာအကောင်းဆုံးရုပ်ရှင်ကားတွေမှာလည်းတစ်ခုပါအောင်ဖြစ်တယ်ပေါ့ဒါပေမဲ့ဒီဇာတ်လမ်းထဲမှာဗျာဘာမှအဲ့လိုဇာတ်လမ်းဇက်ကွက်ကြီးကိုကြီးကြီးမားမားကြီးအလှည့်ပြောင်းကြီးဖြစ်သွားတာရောမရှိဘူးသူကတကယ်ဂျူရီ12ယောက်ကအခန်းတစ်ခန်းထဲမှာဒီလူသက်မှုကဒီအပြစ်ရှိတာမရှိတာဆိုတော့ဆုံးဖြတ်တဲ့အကြောင်းလေးကိုပါတနအီခွဲလောက်ချိန်ခံပြီးတော့ရိုက်ထားတာပါအဲ့တော့ဘာမှစင်းနေအများကြီးမပါဘူးဆိုပေမဲ့ဘာဖြစ်လို့ကဘာကြော်နေရလဲဆိုတော့ဒီထဲမှာရှိတဲ့သူတို့ရဲ့ဆုံးဖြတ်ချက်တွေနောက်ပြီးတော့သူတို့ချမ်းမှာရှိတဲ့စကားပြောကမ်းတွေသူတို့ရဲ့စိတ်အပြောင်းလဲဖြစ်တာတွေအမှုကိုစဉ်းစားနေရတကယ်ကိုလူတွေနဲ့အရန်တူတဲ့လူပီတာတဲ့ human psychology သဘောတရားတွေအများကြီးပါတယ်လို့ပဲဖြစ်ပါတယ်အဲ့တော့အမတန်ကောင်းတဲ့ဒီဇာတ်လမ်းတွေကိုတေချာပေါ့ကြည့်တဲ့တယ်လို့လည်းကျွန်တော်အကြံပေးနေတယ်ပေါ့နော်ဒီဇာတ်လမ်းမှာတော့ဒီမှာတော့ကျွန်တော်ပေါ့ဒီဇာတ်လမ်းကိုတော့အသေးစိတ်ပြောပြမှာတော့မဟုတ်ဘဲနဲ့အချင်းချင်းပဲပြောပြမှာဖြစ်ပါတယ်အဲ့တော့အဓိကကျွန်တော်ဆွေးနွေးနေတာကတော့အဲ့ဒီဇာတ်လမ်းမှာပါတဲ့အမှန်အမှားဆုံးဖြတ်ပုံအကြောင်းတွေရဲ့လူတွေရဲ့စိတ်ပညာသဘောတရားတွေအကြောင်းတွေပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်နဲ့ဒီဗီဒီယိုလေးမှာတေချာလိုက်ပြီးတော့ဂျူရီတယောက်အနေနဲ့တေချာကိုသာဂျူရီတယောက်ပြစ်ခဲ့ရင်ဆိုပြီးတော့တေချာကျွန်တော်နဲ့တူစဉ်းစားကြည့်လိုက်ကြအောင်နော်အဲ့တော့ဇလန်းချင်းချုပ်လေးကြီးဆုံးစပြောရအောင်နော်အဲ့တော့ဒီ12 Angry Man ရဲ့ဇလန်းချင်းချုပ်ကတော့သူကဒီ16နှစ်သားရွယ်ပေါ့နော်စရင်သားရုပ်ကလူငယ်လေးတယောက်ပေါ့နော်သူ့အဖေကိုပြန်ပြီးတော့တတ်တဲ့အမှုနဲ့ဓာတ်နဲ့ထိုးတတ်တဲ့မှုပေါ့နော်အဲ့ဒီမှုနဲ့တရားရုံးမှာစစ်ဆေးခံရတယ်ပေါ့နော်သူပထမဆင့်လူတတ်မှုဖြစ်တဲ့အကြောင်းမလို့တကယ်လို့ပြန်ပြစ်မှုထင်ရှားတယ်လို့စီရင်ခံရမယ်ဆိုရင်သူကဟစ်စစ်ကလပ်တိုင်းမှာတည်တံစီရင်ခံရမှာပေါ့နော်ဒါပေမဲ့သူအမေရိကန်မှာ1950ကိုအဲ့ကာလရေတုန်းကဆိုရှင်ဂျူရီစနစ်ကိုကျင့်သုံးခဲ့တာပေါ့နော်ဒါကြောင့်မလို့သူကဒီတပ်တေကန်တွေအကုန်လုံးတင်သွင်းတယ်ရှင်းနေတွေတရားခံရှင်းနေတရားလိုရှင်းနေအပြန်အလှန်စစ်ကြောတွေလုပ်ကြတယ်စစ်စီမင်းမြန်းတာတွေလုပ်ကြတဲ့အခါပေါ့နော်ပြီးနောက်ဆုံးမှာတရားသူကြီးကဒီပြစ်မှုဆိုင်ရာဥပဒေတွေသေချာရှင်းပြတယ်ရှင်းပြပြီးတော့ဂျူရီ12ယောက်ပေါ့နော်ဂျူရီ12ယောက်ကိုခင်ဗျားတို့သေချာဆုံးဖြတ်ကြနော်ဒီခင်ဗျားတို့ဆုံးဖြတ်ချက်ဒီတကယ်အတီးပဲဖြစ်နေမယ်တကယ်လို့ခင်ဗျားတို့ဆုံးဖြတ်ချက်တခုချမယ်ဆိုအရေးကြီးဆုံးချက်ကဆုံးဖြတ်ချက်အားလုံးဒီတူညီရမယ်12ယောက်လုံးတူညီရမယ်အဲ့တော့အပြစ်ရှိသည်ဆုံးဖြတ်ရင်လည်း12ယောက်လုံးကအပြစ်ရှိသည်လို့ဆုံးဖြတ်ရမယ်အပြစ်မရှိဘူးလို့ဆုံးဖြတ်ရင်လည်း12ယောက်လုံးကအပြစ်မရှိလို့ဆုံးဖြတ်ရမယ်အဲ့ဒါကိုတော့ကျွန်တော်ရှိကိုရအောင်ယူခဲ့ကြတကယ်လို့အပြစ်ရှိတယ်ဆုံးဖြတ်မယ်ဆိုရင်တော့ပထမအဆင့်လူတန်းမှုဖြစ်တဲ့အကြောင်းမလို့ဒီလူငယ်တွေကတရားစစ်ကလပ်တိုင်းမှာတေတံလုံးဝမလွဲမသွေစီရင်ခံမှာလုံးဝတေးကြတယ်ဒါကြောင့်မလို့အမတန်ကြီးမားတဲ့တောင်းကိုခင်ဗျားတို့ရှိတော့ပုံအပ်လိုက်ပြီးခင်ဗျားတို့တွေတေချာဆုံးဖြတ်ပေးကြပါလိမ့်တို့အပ်လိုက်တယ်ပေါ့နော်အဲ့ဒီမှာဂျူရီ12ယောက်ဂျူရီလူကြီး12ယောက်ကအခန်းတစ်ခန်းထဲမှာတေချာသူတို့တွေအဲ့ကိစ္စတွေကိုဆွေးနွေးကြတယ်ဆွေးနွေးကြပြီးတော့နောက်ဆုံးအပြေထွက်တွေလုပ်ကြတယ်အဲ့ဒါကိုဗီဒီယိုအနေနဲ့ရိုက်ကူးထားတာပေါ့နော်အဲ့ဒီဂျူရီအဲ့12ယောက်ဆွေးနွေးရဲ့ဒီအခန်းလေးထဲမှာပဲတနားရီခွဲစာဗီဒီယိုကိုတေချာရိုက်ကူးထားတာဖြစ်ပါတယ်ကျန်တဲ့တရားဝင်ဗီဒီယိုတွေကဘာမှအလောက်ထိမပါဘူးဒါပေမဲ့ဒီဗီဒီယိုဒီရုပ်ရှင်ကားကြီးက1959ခုနှစ်ကရိုက်ထားတဲ့ဖြူမဲကားကြီးကအခုချိန်ဒီလူတွေကတတနဲ့အများနဲ့ပြန်ကြည့်နေကြတော့ IMDb rating ကလည်းတော်တော်မြင့်တယ် Rotten Tomato မှာလည်းရာခိုင်နှုန်းတော်တော်များတယ်အဲ့တော့ကမ္ဘာအကောင်းဆုံးဇာတ်ကားတွေကတကားဖြစ်တယ်လို့လည်းအခုချိန်ဒီပေါ့နော် top 10ထဲမှာပါနေတော့ဖြစ်တယ်ဘာကြောင့်ဖြစ်လဲဆိုတော့အဓိကတော့ဒီထဲမှာရှိတဲ့ဇလန်းဇက်ကွက်တွေလူတွေရဲ့ human psychology အကြောင်းတွေအများကြီးပါလို့ပေါ့ဒါကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုလေးကိုကျွန်တော်ရဲ့ Left and Right channel မှာပထမအဦးဆုံးရုပ်ရှင်တွေကျွန်တော်ရွေးလိုက်တာပေါ့ဗျာအဲ့တော့စရမယ်ဆိုလို့ရှိရင်ဂျူရီအကြောင်းလေးကိုနည်းနည်းလေးကျွန်တော်ဘူးတုဒပြောပြဖို့တော့လိုလာတယ်ဘာကြောင့်လဲဆိုတော့ဒီဂျူရီစနစ်ကိုဘာလို့ထားလဲဆိုတော့ဒီရှင်းပြောလို့ရှိရင်ဒီတရားသူကြီးကဆုံးဖြတ်တဲ့အခါမှာဒီတရားလူတွေတရားခံတွေရဲ့ရှင်းနေရဲ့ရှောက်လဲချက်တွေနဲ့ဆုံးဖြတ်တဲ့အခါမှာတယောက်တည်းဆုံးဖြတ်ချက်ကမှားယွင်းသွားနိုင်တဲ့အခါကြောင့်မို့ဒီပေါ့နော်နောက်တစ်ချက်က
ဥပဒေတစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့လူသားဆန်တဲ့အဖြေတွေပါရကျင်တယ်ပေါ့နော်ဥပဒေတစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့လူလောကရဲ့စီးမြင်ပေါင်တွေအဲ့တော့ social ဘိုင်းဆိုင်ရာတွေပါအကုန်လုံးထက်တွက်တဲ့အနေနဲ့ jury စနစ်နဲ့ဆုံးဖြတ်ကြတာပေါ့နော်အိန္ဒိယနိုင်ငံမှာလည်းအဲ့ဒါဆုံးဖြတ်တာရှိတယ် jury ကတော့ဒီကမ္ဘာနိုင်ငံမှာကျင့်သုံးတဲ့နိုင်ငံတွေကတော့အနေငယ်ပဲရှိတယ်ပေါ့နော်အဲ့ဒီ jury စနစ်နဲ့ပြောတာလဲနေရာတိုင်းတော့မတူဘူးအခုကတော့ American မှာရက်ထားတာတော့ American စနစ်ပေါ့ကျန်တဲ့နိုင်ငံစနစ်တွေကတော့ကျန်တဲ့နိုင်ငံစနစ်ပေါ့ဒီ American မှာကျတော့ jury စနစ်ကို12ယောက်လုံးကဒါကတော့ဒီရာသမှုဖြစ်တာပေါ့ရာသမှုဖြစ်တဲ့ကြောင့်မလို့ဒါအရန်လေးအရေးကြီးတယ်လူတယောက်ရဲ့အသက်နဲ့လည်းဆိုင်တာပေါ့ဘာလို့အပြစ်ရှိတဲ့ဆုံးဖြတ်လို့ရှိရင်လည်းတေတံထမှတ်ခံရမယ်အပြစ်မရှိဘူးဆုံးဖြတ်ခံရလို့ရှိရင်လည်းလွတ်မြောက်သွားမယ်ပေါ့ဒါလို့ရှိရင်ဒီအပြစ်ရှိတာတကယ်လို့အပြစ်ရှိတာအောင်မှားပြီးတော့အပြစ်မရှိဘူးပြောမိခဲ့မယ်ဆိုရင်လည်းလွတ်သွားမယ်ပေါ့နော်အပြစ်ရှိတဲ့လူတယောက်လွတ်သွားမယ်အဲ့လိုပဲအပြစ်မရှိတဲ့လူတယောက်မှားပြီးတော့အပြစ်ရှိတဲ့ဆုံးဖြတ်မယ်ဆိုလို့ရှိရင်လည်းမှားယွင်းပြီးတော့လူတယောက်တေတံစီရင်ခံရမယ်ဆိုတော့အဲ့လောက်ရေးကြီးတဲ့ဟာကိုကျွန်တော်တို့ဒီမိုကရေစီမဲခွဲသလိုတော့မဲများတဲ့ကောင်လည်းအလေးပေးတာမလုပ်ဘူး12ယောက်မှာ12ယောက်လုံးညီတူညီမျှဆုံးဖြတ်ချက်ဖြစ်ရမယ်အပြစ်ရှိတဲ့ဆုံးဖြတ်မယ်အပြစ်မရှိဘူးဆုံးဖြတ်မယ်ကြိုက်သူလိုသွားတယောက်ကဖောက်ပြီးတန်တရားဝင်သွားပြီဆိုလို့ရှိရင်အဲ့တယောက်ကိုကျန်တဲ့လူကနားချနိုင်ချမချနိုင်ဘူးဆိုလို့ရှိရင်လည်းအချင်းချင်းအပြန်အလှန်ဆွေးနွေးကြပြီးတော့12ယောက်လုံး agreement တစ်ခုရတဲ့အထိလုံးဝတေချာပေါ့ဆွေးနွေးကြပါတော့အဲ့လိုဆွေးနွေးရင်းနဲ့မှလုံးဝဆွေးနွေးလို့လုံးဝမရတော့ဘူးဆိုရင်တော့ hand jury လို့သတ်မှတ်တယ်ပြောရရင်တော့ဗျာjury တွေကြရှုံးသွားတယ်အဆင်မပြေဘူးဒီဆုံးနေမှုအောင်မြင်ဘူးဆိုပြီးတော့ဒီ jury အဖွဲ့ကိုပြန်ပြီးတော့တရားသူကြီးကိုသွားပြောလိုက်တဲ့အခါမှာတရားသူကြီးကနောက်ထပ် jury 12ယောက်ထပ်ပြီးတော့ဖွဲ့တယ်ပေါ့နော်အဲ့ဒီ jury 12ယောက်ဖွဲ့တဲ့အခါမှာလည်းဒီ jury 12ယောက်ကပေါ့နော်တကယ်ဒီမင်းစိုးရာသားတွေကဖွဲ့စည်းထားတာမဟုတ်ဘူးပြည်သူတွေကပဲရှင်းပြောလို့ရှိရင်ပြန်ရွေးချယ်ထားတဲ့သူတွေဖြစ်တယ်ပေါ့နော်ပြည်သူတွေကရွေးချယ်ထားတဲ့လူပဲဖြစ်တယ်တခါ jury 12ယောက်နဲ့နောက် jury 12ယောက်ကလည်းအမှုတစ်ခုချင်းမှလည်းမတူကြဘူးအဲ့တော့အဆင်ပြေသလိုပေါ့ကြပန်းရွေးကောက်ထားတာပြည်သူတွေရှိကနေရွေးကောက်ထားပြကြမလို့အဲ့ဒီ12ယောက်ဒီဘယ်သူပါမယ်ဆိုတာလည်းဘယ်သူမှသေချာပေါ့မသိဘူးပြီးတော့သူတို့ဆုံးဖြတ်ချက်တွေကတယောက်နဲ့တယောက်တူတရားပါကြောင်းမှမရှိဘူးဒါပေမဲ့သေချာတာတစ်ခုကတော့တူညီတဲ့အဖြေကိုထွက်ရမယ်အဲ့ဒါတကယ် main ပဲအဲ့တော့လူတယောက်ကတန်တရားအကျိုးကိုခံစားဝင်ရှိရလို့ဥပဒေကသတ်မှတ်ထားတယ်ပေါ့နော်အဓိကကတော့အမှန်မှားဆိုတာဒီမှန်တယ်ပဲဖြစ်ဖြစ်မှားတာပဲဖြစ်ဖြစ်တန်တရားတစ်ခုဝင်သွားပြီဆိုရင်အပြန်ပြန်ဆုံးဖြတ်တဲ့နေဆိုတဲ့သဘောတရားကိုဒီ jury စနစ်မှာထည့်ထားတာပေါ့နော်ကဲထားပါတော့ဒါကတော့ jury စနစ်ကြောင့်ကျွန်တော်ပြောပြတာပေါ့ဒါလေးကိုတိသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ရှေ့ဆက်လို့ရပြီပေါ့နော်အဲ့ဒီမှာ jury စနစ်မှာစပြီးဆုံးဖြတ်မယ်ဆိုအရင်ဆုံးကနဦးမဲကောက်ရတာပေါ့ကနဦးမဲကောက်တဲ့အခါမှာအဲ့ဒီမှာပါတာပိုးကြီးလည်းပါတယ်ဒေါသကြီးလည်းပါတွဲ angry man လို့ဘာလို့ပြောလဲဆိုတော့ပြီးရင်တကားလို့ရန်ဖြစ်ကြတော့ပါလေဘာလို့ဆိုတော့အယူဆတွေ့ရင်တော့ပြဿနာမရှိဘူးမတူဘူးဆိုရင်ရန်ဖြစ်ကြတော့မှာပေါ့အဲ့တော့အဲ့ဒီမှာတကယ်စိတ်လူမျိုးစိတ်ထွေ12ယောက်လုံးမှာအကုန်ပါလာတယ်အဲ့ဒီမှာတူညီတာချက်ကတော့သူတို့တွေအကုန်လုံးကသူတို့သားသမီးလည်းမဟုတ်ဘူးသူတို့ ਨੇ ပတ်သက်တဲ့သူလည်းမဟုတ်တဲ့ခါကျတော့သူတို့တွေကဒါကိုပေါ့တန်ပဲအဲ့ဒါကိုကျွန်တော်တို့ဒီ psychology body ဆို bystander effect လို့ခေါ်တာပေါ့အဲ့တော့ကျွန်တော်တို့ဒီ platform တွေမှာလမ်းလျှောက်ထားတယ်လမ်းလျှောက်နေတဲ့လူတွေအဲ့မှာဘေးမှာတခုခုရင်တိုင်းမှုပဲဖြစ်ဖြစ်လူတက်မှုပဲဖြစ်ဖြစ်ဘလောက်ထိကြီးမားတဲ့ကိစ္စပဲဖြစ်ပါစေဂူးမဆိုင်ကိုလန်းကိုဆက်သွားနိုင်တယ်အကျွန်တော်လည်းအတူတူပဲအဲ့ဒါတော့ဘာကြောင့်လဲဆိုတော့လူတိုင်းဒီတိုင်းပဲဒါကဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးကျွန်တော်ဒီ psychology သဘောတရားကိုသေချာလေ့လာလိုက်ပြီဆိုတာ ਨੇ ကိုယ်တိုင်တော်တော်ကောင်းကိုပတ်ဝန်းကျင်လို့ဆိုခေါ်ပါတော့တွေ့နေတဲ့ကိစ္စတွေအရင်မထူးဆန်းဘူးဆိုတာသိသွားလိမ့်မယ်ပေါ့နော်ဒီတွေကလူတွေလည်းဒီတိုင်းပဲဒီလောက်အရေးကြီးတဲ့ဆုံးဖြတ်ချက်ကိုချမဲ့သူတွေဖြစ်ခဲ့တာတော့မှဒီ12ယောက်လုံးမှာပေါ့နော်အများစုမယ်အကုန်လုံးကြီးပါပဲကိုကိစ္စမှုတွေကြောင့်မို့လုံးဝစိတ်ဝင်စားဘူးသူတို့တွေမြန်ပဲပြီးကျင်နေကြတယ်တက်တေခံတွေကလည်းအကုန်ခိုင်လုံပြီးတော့ဒီကောင်လေးကိုလုံးဝတရားခံသွားလုံးဝတေချာတဲ့ကိစ္စတွေပဲအကုန်ဖြစ်နေပြီဆိုတော့သူတို့အတွက်ဆုံးဖြတ်စရာတစ်ခုပဲရှိတယ် guilty ပေါ့နော်သူတို့ကြတော့ guilty not guilty ပေါ့အပြစ်ရှိသည်အပြစ်မရှိဘူးအားလုံးကအပြစ်ရှိပြီဆိုဆုံးဖြတ်လိုက်ပြီဆိုရင်ဝင်သွားပြီရနဲ့အပြစ်ရှိသည်ဆိုပြီးသွားပြီတရားသူကြီးကစီရင်ချက်ချခဏနေသူပြန်လို့ရပြီပေါ့အဲ့တော့ခဏဦးဆုံးဖြတ်လိုက်တယ်ဒါမြန်ဆန်ပဲပြတ်မလို့သူစိတ်ထဲမှာထင်တယ်ပေါ့ဗျာဒါပေမဲ့တကယ်ကြတော့မပြတ်ဘူးအဲ့ဒီထဲမှာမင်းသားပါလာတယ်ကျွန်တော်တို့ဒီဇက်ကားရဲ့အဓိကမင်းသားကတော့ jury နံပါတ်8ပေါ့အဲ့ဒီနံပါတ်8မင်းသားပေါ့နော်ဒီဇက်ကားရဲ့မင်းသားဖြစ်တဲ့ jury နံပါတ်အမှတ်စဉ်8ဟာသူကကောင်လေးမတက်ဘူးလို့တော့ယုံကြည်နေတာမဟုတ်ဘူးတရားခံတယောက်ကတန်တရားအကျိုးခံစားတဲ့တယ်အဲ့လိုမျိုးသူကတွေးထားတဲ့သူတယောက်လူတယောက်ရဲ့အသက်နဲ့ပတ်သက်တဲ့ကိစ္စတခုကိုလွယ်ကူကူကြီးနဲ့ဟိုကျွန်တော်တို့တွေကပေါ့တန်နဲ့ဆုံးဖြတ်ပြီးတေတံချလိုက်တာချက်ဆိုင်တေချာဆွေးနွေးပြီးမှလောက်လေမမှားတော့ပါဘူးလို့တွေးရယူဆဖြစ်ကြမလို့သူကကျန်တဲ့လူတွေအကုန်လုံးကမဲကောက်လိုက်ချိန်မှာအပြစ်ရှိတယ်လို့ပြောလိုက်ချိန်မှာဒီကိစ္စချက်ချင်းပြီးသွားမှာဆိုလို့ဆွေးနွေးပွဲလေးရောက်သွားစေတဲ့အတွက်သူက not guilty လို့ဆုံးဖြတ်လိုက်တယ်ဒီကိစ္စတော်တော်ခက်တဲ့ကိစ္စပဲလူအများစုကလုံးဝဓာကြီးကို
မှန်တယ်လို့ပြောတဲ့ကိစ္စတကူမှားတယ်လို့တယောက်ထပြောဖို့ဆိုတာ17ယောက်တစ်ယောက်ကတော်တော်ခက်တဲ့ကိစ္စပါတကယ်2ယောက်တစ်ယောက်တောင်ခက်ပါလေဗျာတကယ်လူလောကမှာဒါပေမဲ့ तू ကတော့လုံးဝ not guilty လို့ဆုံးဖြတ်ခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်လူတွေကစိတ်ဆိုးကြတယ်ပေါ့နော်ဟိုဘင်းစံနဲ့ပြီးပြတ်မဲ့ကိစ္စကိုဘာဖြစ်လို့အဲ့လိုလောက်တာလဲပေါ့ဒါပေမဲ့ तू ကတေချာရှင်းပြတယ်ကောင်လေးကအပြစ်မရှိဘူးလို့ तू ယုံကြည်ကြမှာမဟုတ်ဘူးအပြစ်ရှိတယ်ရှိမယ်ဒါပေမဲ့တက်တေထောက်ထားတွေကမှားနေခဲ့ရောကျွန်တော်တို့တွေလူတယောက်ရဲ့အသက်နဲ့ပိတ်သက်တဲ့ကိစ္စဒီလောက်အရေးကြီးတဲ့ကိစ္စကြီးကိုကျွန်တော်တို့တွေတနားရီလောက်တော့အနည်းဆုံးမဆွေးနွေးသင့်ဘူးလားအဲ့ဒီထဲမှာတယောက်လည်းပါလာသေးတယ်အဲ့ဒီတယောက်က baseball တအား game baseball ပွဲကိုအရန်သွားကျင်နေတာမြန်မြန်ဆန်ဆန်ပြီးကျင်နေတာတော်တော်လေးကိုမြန်မြန်ဆန်ဆန်နဲ့ပြီးကျင်နေတဲ့လူတယောက်ပါလာတယ်အဲ့တော့ तू ကစိတ်တုန်နေတာပေါ့အဲ့တော့ तू ကိုလန့်ပြောတယ်ဘောလုံးဒီခမ baseball ပွဲကနောက်တနင်္လာလောက်တော့မစသေးပါဘူးတနင်္လာလောက်ကျွန်တော်တို့ဆွေးနွေးလိုက်ရရင်မကောင်းဘူးလားဆိုတော့ကျန်တဲ့လူတွေကတော့မတက်နိုင်ဘူးလေဆိုတော့ तू က jury သဘောတရားက12ယောက်လုံးဂိုင်းလူအခြေရမှာဆိုတော့ဒီတယောက်ကတော့ကတ်ပြီဆိုကျန်တဲ့လူတော်တော်များစိတ်ဆိုးကြတာပေါ့အဲ့မှာသူတို့တွေဆွေးနွေးပွဲတွေလုပ်ကြတယ်ဆွေးနွေးပွဲတွေလုပ်ရင်လည်းဒီဇလန်စဖြစ်လာတယ်ပေါ့ဗျာအဲ့ဒီမှာအဓိကပေါ့နော်အဓိကသူတို့ဘာအချက်လက်တွေဆွေးနွေးကြတယ်ဆိုတော့သူတို့တွေတက်တေတင်သွင်းတဲ့ချက်တွေဆွေးနွေးကြတယ်အဲ့မှာပထမတစ်ခုကဓာတ်ပေါ့ဓာတ်ကသူကထူးကြတယ်ထူးကြပြီးတော့သူကတုံဝယ်လို့ခတ်တဲ့ဓာတ်ပေါ့နော်နောက်ပြီးတော့သူကအဲ့ကောင်လေးကသူ့ဒီအဖေနဲ့စကားရင်တော့များတယ်များပြီးတော့အဖေကိုတတ်မယ်ပါညာလို့ပြောတယ်ဆိုပြီးတော့အဲ့သူတို့အိမ်အောင်အပေါ်ကအဖိုးကြီးပေါ့နော်သူတို့အိမ်ကအဖိုးကြီးကြားလိုက်တယ်ဖိုးကြီးကကြားလိုက်တဲ့အချိန်မှာပြီးတော့သူအဲ့ဓာတ်ကိုအဲ့နားဆန်ပေါ်ဝယ်တယ်ဆိုတဲ့ဟာကိုလည်းမျက်မြင်သက်သေရှိထားတယ်ပေါ့နော်အဲ့တော့ဒီဓာတ်ထူးခြားတဲ့ဓာတ်ဖြစ်တဲ့ကြောင့်မလို့အဲ့ဓာတ်ကောင်လေးကဝယ်တယ်ကောင်လေးကတော့သူ့ထွက်ဆိုချက်ထဲမှာသူပထမအဲ့ဒီကောင်ဖေးနိုင်စိတ်ဆိုပြီးတော့ဖေးကသူ့ထိုးတယ်ထိုးတဲ့အချိန်မှာထိုးတော့ခံပြီးတော့သူရုပ်ရှင်သွားကြည့်တယ်ရုပ်ရှင်သွားကြည့်ပြန်လာတဲ့လမ်းမှာပျောက်သွားတယ်လို့ပြောတယ်ဒါပေမဲ့တကယ်ကြတော့သူ့အဖေရဲ့အလောင်းပါပေါ့နော်သူ့ဖေရဲ့အလောင်းမှာအဲ့ဓာတ်ကိုတွေ့တယ်ဓာတ်ကလည်းထူးခြားတဲ့ဓာတ်ဖြစ်တဲ့ကြောင့်မလို့ဘာပဲပြောကောင်လေးကဒီမျက်မြင်တက်တွေကတက်တွေကံပစ္စည်းတွေရဆိုရင်သူထိုးတာဖြစ်တယ်လို့ယူဆပွေရရှိတယ်ပေါ့နော်ဒါပေမဲ့တကယ်ကြတော့မင်းသားကသူကသူ့မှာအစင်နဲ့သူအဲ့ဓာတ်ကိုသူဝယ်ထားတာတခုရှိတယ်ထုတ်ပြလိုက်တဲ့အချိန်မှာကျွန်တော်လူအကုန်လုံးအံ့ဩသွားကြတယ်ဘာကြောင့်လဲဆိုတော့အဲ့ကောင်လေးရဲ့ဓာတ်ကိုရှားပါတဲ့ဓာတ်မဟုတ်လို့မဖြစ်နိုင်ဘူးလို့ပြောနေတာမှာတွေ့လားကျွန်တော်လည်းဓာတ်ကိုအဲ့နာဆန်ဝယ်ခဲ့တာပြောချင်တာကတော့ဒီလိုဓာတ်မျိုးတွေအများကြီးရှိနိုင်တယ်ကောင်လေးလိုပဲနောက်တစ်ယောက်ကကောင်လေးအစားဝင်ပြီးတော့ထိုးွားတာမျိုးဖြစ်နိုင်ရရှိတယ်အဲ့တော့အခုပြောတာအကုန်လုံးမှာမင်းသားပြောတဲ့ပုံစံမှာလုံးဝကောင်လေးအပြစ်မရှိဘူးပြောနေတာမဟုတ်ဘူးအပြစ်ရှိရလို့ပြောနေတဲ့တက်တွေတွေကတန်တရားဖြစ်ပွယ်ဖြစ်နိုင်တယ်လို့ပြောနေတာဒါပေမဲ့လက်မခံတဲ့လူကလည်းလက်မခံဘူးဗျာနောက်တစ်ယောက်ကကြတော့အဖိုးကြီးပေါ့အဲ့ဒီအဖိုးကြီးကြတော့ဗာလဲဆိုတော့ तू ကငါမင်းကိုတတ်မယ်ဆိုပြီးတော့တားအဖေကိုပြန်ပြောတာကိုကြားတယ်ပေါ့နော်ကြားတယ်ဆိုတော့ तू ပြောတယ်အဲ့ပြောတဲ့ဟာကို तू ကတေးသေးချာချာနဲ့ပြောတယ်ပေါ့ဗျာပြောတဲ့အခါမှာ तू ကြားတယ်ပေါ့အဲ့ကြားတဲ့အခါမှာ तू တတ်တဲ့အချိန်မှာ तू ကကြားတယ်ကြားပြီးတော့ဒီဓာတ်နဲ့ထိုးတယ်ဖိုးကြီးကဝုန်းသူပြုတ်ကြသွားတယ်အဲ့လိုမျိုးအချိန်မှာအဖိုးကြီးကသူတကားဝါကိုအဲ့အတန်ကြားလို့ပြေးပြီးတော့တကားဖွင့်လိုက်တဲ့အချိန်မှာကောင်လေးအိမ်တွေကပြေးထွက်သွားတာကို तू တွေးလိုက်တယ်လို့ तू ပြောတယ်အဲ့မှာ तू ပြောပြထားတာကတော့ကြားပြီးတဲ့အချိန်ငါမင်းကိုတတ်မယ်လို့ပြောပြီးတဲ့အချိန်နောက်ထပ်15စက္ကန့်မှာကြားရလို့ပြောတယ်ဒါပေမဲ့တကယ်တေးချာစစ်ကြည့်တဲ့အချိန်အဖိုးကြီးကလေဖြတ်နေလို့ကိုတရွတ်တိုက်ဆွဲနေတဲ့အဖိုးကြီးတေးချာနဲ့ပြန်ပြီးတော့ရှောက်ခိုင်းကြည့်တဲ့အခါကျတော့မှလုံးဝအဲ့ဒီအဖိုးကြီးကတကယ်အဲ့လိုတရွတ်တိုက်ဆွဲပြီးသွားမယ်ဆိုရင်15စက္ကန့်နဲ့အဲ့ထိတ်ကိုမရောက်နိုင်ဘူးဆိုတော့သိရတယ်နောက်တစ်ချက်ကအဲ့ဒီအချိန်မှာယထာကလည်းရှေ့ကဖြတ်သွားတယ်ယထာတန်တွေကစူညံနေတဲ့အတွက်ကြောင့်သူကယထာဘေးလမ်းဘေးမှာဟုတ်စူညံနေတဲ့အခါကျတော့အဲ့ဒီစူညံနေတဲ့အချိန်မှာအဖိုးကြီးကအဲ့တောင်ကြားတာပေါ့ဖြစ်နိုင်ပါမလားပေါ့အဲ့ဒါတွေကအများကြီးအတွေးအများကြီးပေါ်လာတယ်နောက်တစ်ချက်ကပေါ့နော်အဖိုးကြီးတွေကများသွားပြီးအသက်ကြီးသွားပြီဆိုလို့ရှိရင်သူတို့တွေကလူတွေကပြစ်ပယ်ခံလိုက်ရတယ်လူတွေကသူ့အသိမှတ်ပြုမခံရတော့ဒီမှုကတကယ်ကိုလုံးဝမြို့တစ်မြို့လုံးမှာနာမည်ကြီးတဲ့မှုဖြစ်နေတဲ့အခါကျတော့ဒီအချိန်မှာသူ့ရဲ့စကားတစ်ခုနှုတ်ထွက်စကားတစ်ခုတက်တေကန်စကားတစ်ခုဟာအရေးပါတဲ့တစ်ခုဖြစ်နေဖြစ်သွားမယ်ဆိုရင်ဖိုးကြီးရောသူ့အရေးပါမှုအတွက်လိမ်မပြောနိုင်ဘူးလားဒါမျိုးတွေကိုပြောတဲ့အခါမှာအဲ့ဒီထဲမှာပါတဲ့အဖိုးကြီးဂျူရီ12ယောက်ထဲမှာလည်းအဖိုးကြီးတယောက်ကဟုတ်တယ်သူအသက်ကြီးတဲ့လူတယောက်အနေနဲ့အဲ့လိုအသိမဲ့ပြုခံနေတာမျိုးဖြစ်နိုင်ခြေရှိရဆိုပြီးတော့ထောက်ပြတယ်ပေါ့နော်အဲ့လိုပြန်လည်ဆွေးနွေးမှုတွေလုပ်ကြတယ်ပေါ့ဗျာနောက်တစ်ခုကပါလဲဆိုရင်တစ်ဖက်အမျိုးသမီးတစ်ဖက်ယထာလိုင်းရဲ့တစ်ဖက်မှာရှိတဲ့အမျိုးသမီးအဲ့ဒီအမျိုးသမီးရဲ့ trust ဆိုချက်ပေါ့အဲ့ဒီအမျိုးသမီးကဘာပြောလဲဆိုတော့သူတို့ယထာလန်းနဲ့ဒီဘက်ကြားမှာပေါ့ယထာဖြတ်သွားပြီမဲ့သူအဲ့ရာနေပြီးတော့နိုးလာတဲ့အချိန်လှမ်းကြည့်လိုက်တဲ့အချိန်မှာပေါ့နော်ဒီကောင်လေးကအဖိုးသူ့အဖေကိုဓာတ်နဲ့လှမ်းထိုးတာသူကိုယ်တိုင်တေချာမြင်လိုက်ပါတယ်တဲ့ယထာကြားဖြတ်သွားပြီးတော့မိရပြတ်သွားပြီမဲ့အဲ့ယထာကြားတွေကပဒင်းပေါက်တွေကနေလှမ်းမြင်ရပါတယ်ဆိုတော့အမျိုးသမီးကပြောတယ်အဲ့ဒီအမျိုးသမီးနဲ့ပတ်သက်ပြီးတော့တွေ့သွားတာဗာလဲဆိုရင်အဲ့မြင့်မှန်တဲ့လူပေါ့နော်ဂျူရီတယောက်ကတွေ့သွားတယ်ဘာတွေ့သွားလဲဆိုတော့အဲ့ဒီအမျိုးသမီးမှာမျက်မှန်တက်ထားတဲ့အရာလေးတွေတော့တွေ့တာ။ तू ကလည်းမျက်မှန်တက်တာဟုတ်
အဲ့တော့မျက်မှန်တက်တာတဲ့အမျိုးသမီးတွေကအိတ်တဲ့အချိန်မှာတော့မျက်မှန်တက်တာလုံးဝမဖြစ်နိုင်ဘူး။ तू အိတ်နေတဲ့အချိန်မှာထတဲ့ကြောင့်မလို့ तू မျက်မှန်မပါနိုင်ဘူး။မျက်မှန်မပါနိုင်မဲနဲ့ဟိုဘက်ကနေနှမ်းကြည့်ပြီးတော့မြင်ရတာဖြစ်နိုင်ကြီးလုံးဝမရှိဘူး။ဒါကြောင့်မို့ဒါကမှားယွင်းနေတယ်ဒီတက်တေကလည်းမှားယွင်းနေဆိုပြီးတော့ပြန်သုံးသပ်တဲ့အခါမှာတော့တွေ့ရပေါ့နော်။အဲ့ဒီလိုမျိုးပေါ့နော်တက်တေကနေတစ်ခုပြီးတစ်ခုပေါ်လာတယ်။နောက်တက်တေကန်တစ်ခုကပါဓာတ်ထိုးတဲ့ဒဏ်ရာပေါ့။ तू ကဘလို့ဓာတ်ကိုအော်တိုကလုတ်နေထွက်တဲ့ဓာတ်ပေါ့နော်။ဓာတ်ဆိုတော့အဲ့ဒီကောင်ကိုအဲ့ဒီစင်းသားရောက်ကကလေးတွေကကျင်လေသွားသုံးတဲ့အခါမှာအဲ့ဓာတ်ကိုသုံးတဲ့အခါမှာများတော့အပြင်အောက်ကနေထိုးတာပဲများတယ်။ဒါပေမဲ့သူ့အဖေကိုထိုးထားတဲ့ဓာတ်တိုင်းဟာဒီအပေါ်တက်တက်ကနေစိုက်ထိုးထားတဲ့ဓာတ်ရ။အဲ့တော့ပြောချင်တာကတော့အဲ့ဒီကောင်ကိုတဲ့တကယ်လို့ဒီကောင်လေးရပါတော့ဒီအောင်ကျွန်းကျွန်းကျင်ငကိုတွေကသုံးတက်မှလည်းသေးကြတယ်ဒီရက်ကွက်မှာနေတဲ့ကလေးဖြစ်တဲ့ကြောင့်မလို့ဒီလိုကလေးမျိုးတွေကပေါ့နော်များသောအားဖြင့်အဲ့လိုလုံးတက်တယ်ဘာလို့အဲ့ထဲမှာအဲ့လိုရက်ကွက်ကကြီးပြင်းလာတဲ့ဂျူရီတယောက်ပါလာတယ်ပါလာတော့အဲ့လိုမျိုးဓာတ်ကင်တဲ့လူကသေးကြတယ်သူအမြဲတမ်းရင်ပါနေတဲ့ပုံစံမျိုးပေါ့ပါပဲအဲ့ဒါကြီးတော့အစ်စ်ဟိုစတန့်ထွင်ပြီးတော့အပေါ်ကသွားထိုးမှာတော့မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောတဲ့အခါမှာလေဓာတ်ထိုးတဲ့ရမှာလည်းသွားပြီးတော့တန်တရားဝင်နေရအများကြီးများလာတယ်အဲ့တော့တန်တရားဝင်နေရတွေအများကြီးများလာတဲ့အခါမှာဖြည်းဖြည်းနဲ့ရတော့အဖြစ်ကောင်လေးကအပြစ်မရှိဘူးဆိုတဲ့လမ်းကြောင်းပေါ့ပြစ်မရှိဘူးဆိုတော့တကယ်ကောင်လေးကတော့ဗျာပြပြကြီးနဲ့တက်ရင်လည်းတက်ခက်လိမ့်မယ်ဒါပေမဲ့တေချာတကူကတော့သူတို့ပြထားတဲ့တက်တေမှန်သမျှအားလုံးကတဖြည်းဖြည်းနဲ့မှုံဝါလာတဲ့အချိန်မှာနောက်ဆုံးသုံးသပ်မှာတော့ဘာပဲပြောအားလုံး17ယောက်အဲ့မှာတယောက်ကြံသေးရနော်17ယောက်ကလုံးဝ not guilty ဆိုပြီးတော့ခုနကမင်းသားဘက်မှာလုံးဝဖြစ်သွားတယ်ပေါ့နော်လုံးဝလက်ခံနိုင်ရတယ်ပေါ့ဗျာဂျားထဲမှာတော့ပြဿနာဖြေရအများကြီးပဲဒါဇလန်းချင်းကိုကျွန်တော်ပြောပြတာပြီးမှကျွန်တော်ပြန်တရုတ်ခွဲမှာတယောက်ကြံနေသေးတယ်အဲ့ဒီတယောက်ကတော့ तू ကသူ့သားကသူ့ကိုသူ့သားနဲ့ပြဿနာဖြစ်ပြီးတော့သားကိုအမုန်းကြီးမုန်းနေတဲ့အဖေပေါ့ပြောရရင်တော့အစိုးရတားကြီးရဲ့ခါကျတော့အဖေနဲ့သားနဲ့ဖြစ်ရမှာသားကို तू ကသူ့သားအမှန်နဲ့သူ့သားပုံစံမျိုးနဲ့အပြစ်ပေးနေတယ်ဖြစ်နေတယ်လို့ဆိုတော့ဘလောက်ပဲတက်တည်ပြလုံးဝ तू ကလုံးဝညင်တယ် guilty ပဲလုံးဝ guilty ပဲမင်းတို့ဆက်သွားရင် तू ငါကတော့အပြစ်ရှိတယ်ပဲငါ့ကိုဘယ်တော့မှမင်းတို့တခြားမင်းစင်းတော့ငါကတော့မပြောက်နိုင်အဲ့တော့ပြောချင်တာကတော့ရောင်းမြန်ပြန်ဖြစ်သွားပြီ17ယောက်အဲ့တိုင်းဆက်သွားရင်နောက်ဆုံးမှာ तू ကဒီဂျူရီကလုံးဝမဆုံးဖြတ်နိုင်တော့ပါဘူးနောက်ဂျူရီတယောက်ဆုံးဖြတ်ပါဆိုတဲ့အနေအထားကိုရောက်တော့မယ်သို့တော်ညာလည်းနောက်ဆုံးမှာအဲ့ဒီဘူးကြီးကလုံးဝမင်းသားနားချလိုက်တဲ့အချိန်မှာနောက်ဆုံး သူ့ရဲ့အမားကို तू တိသွားတယ်ရှိုက်ကြီးနေငိုပြီးတော့သူ့သားနဲ့ပတ်သက်ပြီးတော့ तू ဒီစိတ်ကြောက်ဆုံးဖြတ်မိတဲ့ပုံစံမျိုးမြင်သွားတဲ့အခါမှာသူတို့ကတော့ကျွန်တော်ဗမာစကားကို view ပြည့်တယ်ကျွန်တော်တော့မှားသွားပါပြီပဲဘာလုံးဝမပြောဘူးသူကတော့ငိုပြီးတော့ not guilty ဆိုထားဟုတ်လားအဲ့မှာသူတို့ဆုံးဖြတ်ချက်အကုန်ပြီးသွားတယ်ဇလန်လည်းပြီးသွားတော့ခုနပူပြင်းနေတဲ့နေအောင်ကြီးကပျောက်သွားပြီးတော့မိုးရီတီးထမ်းသွားပြီးတော့ရာသီကအေးမြသွားတယ်ပြောချင်တာကတော့အမှန်တရားရှိကိုရောက်သွားတယ်ပေါ့အမှန်တရားလို့ပြောရင်မလဲအမှန်တရားဟုတ်ကြပါလို့ဟုတ်မှာပေါ့နော်ဒီကောင်လေးကတကယ်တက်ခဲ့တာလည်းဖြစ်မှာပေါ့ဒါပေမဲ့ပြောချင်တာကသူတို့တွေကဒီလူတွေအကုန်လုံးကပေါ့နော်ကျွန်တော်တို့လူမှုဖွဲ့စည်းတစ်ခုကလူတယောက်ကိုအပြစ်ရှိရလို့ဆုံးဖြတ်ဖို့ဆိုရင်တက်တည်ထောက်ထားတယ်ခိုင်မာဖို့လိုတယ်လို့လူတယောက်နဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့ကိစ္စတွေမှာလမ်းဘေးမှာကျွန်တော်တို့လမ်းလျှောက်နေတဲ့သူမျိုးပေါ်တယ်ဆုံးဖြတ်လို့မရဘူးအထူးသဖြင့်ဂျူရီလိုနေရာမျိုးမှာရောက်နေတဲ့လူတယောက်ကိုယ့်ရဲ့စကားနှုတ်ထွက်စကားတခွန်းကလူတယောက်ရဲ့အသက်ဖြစ်နေတဲ့အချိန်မှာမင်းသားနံပါတ်8နေရာမှာအခြားတစ်ယောက်တာဖြစ်ခဲ့မယ်ဆိုရင်ပြန်တွေးကြည့်လို့ရတယ်အဲ့ကောင်လေးတေးမှလုံးဝတေးကြပဲဒါပေမဲ့မင်းသားလိုမျိုးပါလာတဲ့အကြောင်းမလို့နောက်တစ်ခေါက်ပြန်ပြီးတော့ဆုံးဖြတ်ခွင့်ရတယ်စီရင်ခွင့်ရတယ်ပေါ့နော်ဒါကတော့ဇလန်လေးအချင်းချင်းဖြစ်တယ်ပေါ့နော်ဒီတော့ဒီဇလန်အချင်းချင်းပြီးသွားပြီဆိုလို့ရှိရင်နော်ဒီဇလန်ကလည်းကျွန်တော်ကြည့်ပြအောင်ကြည့်ဖို့အကြံပေးချင်ပါတယ်ဒီဇလန်ကဒီ channel မြန်မာမှာကြည့်လို့ရတယ်ပေါ့နော် channel မြန်မာမှာကျွန်တော်တို့ down ပြီးကြည့်လို့ရတယ်ပြီးတော့ဒီ Bioscope application နဲ့ကျွန်တော်ကြည့်ကြည့်တာပေါ့နော်အဲ့ဒါကြော်ညာပေးတာမဟုတ်တော့ကျွန်တော်အဲ့ရနေကျွန်တော်ဘာမှလေကျွန်တော်ဒီ sponsor တွေပါရရတယ်မဟုတ်အဲ့တော့ဒီတိုင်းပေါ့နော်တခြားဒီ website တွေကနေတော့ကြည့်လို့ရတယ်ဒီ12 angry man ကတော့တကယ်ကိုကြည့်လိုက်တဲ့ဇာတ်ကဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဇလန်ချင်းချုပ်လေးပြီးသွားပြီဆိုတော့အဲ့ဇလန်ထဲမှာရှိတဲ့လူတွေရဲ့စိတ်တရုပ်လေးတွေကိုကျွန်တော်တို့ပြန်ပြီးတော့တစ်ခုချင်းစီပြန်ပြီးတော့ကျွန်တော်တူးဆွကြည့်အောင်နော်ဇလန်ချင်းချုပ်ကိုပြောပြီးသွားပြီဆိုတော့ကျွန်တော်တို့တွေပေါ့နော်ဒီဇလန်ထဲမှာရှိရဲ့ဇက်ကောင်တွေမှာရှိရဲ့ထူးခြားတဲ့စိတ်ပညာရှုထောင့်လေးတွေဇက်ကောင်စရာတွေလေ့လာကြည့်အောင်ပေါ့နော်အဲ့တော့ဇလန်ကြည့်ပြီးတော့ပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့ဇလန်မကြည့်ရသေးဘူးဆိုတော့ကျွန်တော်ပြောပြပေးသွားပါမယ်ပေါ့နော်အဲ့ဒီထဲမှာဒီအထီးထူးခြားဆုံးကတော့မင်းသားပေါ့ဗျာအဲ့တော့အားလုံးကစောစောစီးနဲ့ပြန်ကျင်နေကြပြီ bystander effect တွေပေါ့နော်ပြောရင်တော့စောစီးနဲ့ပြန်ကျင်နေပြီစောစီးနဲ့အများဆုံးဒါပြစ်မှုထင်ရှားနေရပဲငါတို့ဘာဆက်စင်းစားစရာလိုလဲဆိုတဲ့အချိန်မှာသူကကြတော့လုံးဝ critical thinking မှာချင်းပြောလို့ရှိရင်ဒီမြန်မာစကားတွေနဲ့ကြွာလာအဲ့ဒါပေါ့မြန်မာစကားတွေကတော့ရှင်းပြီအဲ့ဒီလိုစန့်ကျင်ပြီဆိုဟိုဘက်ကကလေးလေးကလုံးဝအပြစ်မရှိဘူးဆိုတဲ့ပုံစံမျိုးအမတန်မှပေါ့နော် drama တွေခင်းပြမယ်ကလေးလေးရဲ့နောက်ကျောင်းဇက်ကျောင်းတွေကိုပြန်ပြောပြပြီးတော့ဟိုကလေးလေးကမတက်ဘူးဆိုတော့ तू ကယုံကြည်နေတဲ့ပုံစံမျိုးလာမယ် तू အဲ့လိုပုံစံမျိုးတွေးတာပေါ့ကလေးလေးကတကယ်အပြစ်ကျူးလွန်အောင်ကျူးလွန်နိုင်တယ်ဒါပေမဲ့သူတို့တင်သွင်းထားတဲ့တက်တည်နဲ့ဆုံးဖြတ်တာမှန်ပါမလားနောက်ချက်က तू ကကလေးလေးကစင်းရဲသားကလေးလေးတွေဗျာတကယ်သူ့ရှိနေရတယ်တရားခံရှိနေရတယ်အစိုးရရှိနေဗျာ
သူကိုယ်တိုင်တော့မှရှင်းနေကိုငားနိုင်တဲ့အနေအထားမရှိဘူးတကယ်လို့သာသူကရှင်းနေငားနိုင်မယ်ဆိုလို့ရှိရင်တစ်ဖက်ကတရလို့ရှင်းနေတဲ့ဒီဟောပေါ့နော်အယူခံတွေပေါ့နော်ပြောတဲ့ဟာတွေကတော့တေချာနဲ့ခြေဖြတ်နိုင်တာကိုသူငားမှာပေါ့သူမငားနိုင်ဘူးလေအဲ့ဆိုးရရှင်းနေပဲသွားရတယ်သွားတဲ့ခါကျတော့အဲ့လောက်ထိထင်ရှားနေတဲ့ပြစ်မှုကိုလည်းဒီကလေးတွေလည်းကြိုးစားနဲ့မလုပ်တော့တဲ့အကြောင်းမလို့ပြစ်မှုတွေကထင်ရှားနေတယ်တေတံချခံမယ်ကလေးတယောက်ကိုသူတို့နောက်တစ်ခေါက်တော့ထပ်ပြီးတော့တေချာစစ်စစ်မလုပ်သင့်ဘူးလားအဲ့အတွေးလေးပဲသူကတွေးတာအဲ့အတွေးလေးနဲ့ပဲသူကသွားလာအဲ့တော့ဒါပေမဲ့သူရင်ဆိုင်နေရတာတော့အားလုံးက17ယောက်လုံးကအပြစ်ရှိရဆုံးပြတဲ့အချိန်မှာသူတယောက်တည်းစန့်ကျင်နေရတာဖြစ်တယ်ဒါပေမဲ့သူကတော့စိတ်အေးထားတယ်တွေးလည်းမဆူတတ်ဘူးစိတ်အေးသမားလည်းဖြစ်တယ်ဂျားထဲမှာပြဿနာဖြစ်တဲ့အခါမျိုးကြရင်လည်းသူများပြောတော့အေးအေးနားထောင်ပြီးတော့မှသူလိုချင်တဲ့ပုံစံလေးကိုမေးခွန်းလေးထုတ်ပြီးတော့ဒါလေးကတော့မဖြစ်နိုင်ဘူးလားဒါလေးကတော့မဖြစ်နိုင်ဘူးလားသူလုံးဝဗျာအသေးတိုင်ငင်းချက်ထုတ်ပြီးတော့ထပြီးတောင်းချမ်းတာမျိုးလုံးဝမတွေ့အောင်တော်တော်ကမ်းဖြစ်တယ်လူဗျာနော်ပြောရရင်တော့တော်တော်မိုက်တယ်ပေါ့ဗျာပြောရရင်ဟိုကျွန်တော်တို့တွေတော်လိုက်မလုံနိုင်တဲ့စိတ်မျိုးပဲတကယ်လည်းအဲ့လိုစိတ်မျိုးတွေပဲရှိတဲ့လူတွေပဲအပြင်မှာလုံးဝအောင်မြင်သွားကြတာပေါ့ပြောရရင်တော့ဗျာကျွန်တော်တို့ဒီ kids စကားတွေပြော EQ တအားများတဲ့လူမျိုးပေါ့နော် emotional quotient တအားများတဲ့လူမျိုးတွေပေါ့ဗျာအရန်မိုက်တယ်ဒီမင်းသားရဲ့ Jury number 8မင်းသားကတော့တကယ်ကိုမိုက်တဲ့ဇက်ကောင်ပေါ့နော်အဲ့ critical thinking တွေမှာပေါ့နောက်တစ်ယောက်ကတော့ Jury number 3အဲ့ Jury number 3ကတော်တော်ခေါင်းမာတဲ့သူကတော့နောက်ဆုံးအထိလည်းသူကတင်းခံထားပြီးနောက်ဆုံးကြတော့မှသူကငိုယိုပြီးတော့ not gay လုပ်တဲ့သူပေါ့ဗျာသူကသူ့သားနဲ့ပြဿနာတက်ထားတာကိုတွေးထားပြီးတော့သူကသားနဲ့ပြဿနာမှာသူကလုံးဝတစ်ဖက်သက်ကြီးသားမှားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီပြောပြမှုကလည်းသားအဖေကိုဓာတ်နဲ့ပြန်ထိုးတာဖြစ်နေရဆိုတော့ပြောချင်တာသူ့သားနဲ့သူ့ကလန်ဆန်လောက်ထားတယ်ပြဿနာတက်ထားတဲ့ခါကျတော့အဲ့ဒါကိုဆွဲပြီးတော့အပြစ်ပုံချလာပြီးတော့ဘာပဲဖြစ်ဖြစ်ငါ guilty ပဲဆုံးဖြတ်မယ်ဆိုတွေးတဲ့သူပေါ့နော်ဒီလိုခေါင်းမာတဲ့သူတွေလည်းလောကမှာအများကြီးရှိတယ်ပေါ့အဲ့ကျွန်တော်ပြန်တွေးမိတာတော့တကယ်ဇလန်မဟုတ်ဘဲနဲ့အပြင်မှာဆိုရင်တော့ဒီ jury number 3ပါပေါ့နော်တကယ်ပဲသူ not guilty ဆိုပြီးဆုံးဖြတ်နိုင်မှာမလားတော့ကျွန်တော်လည်းတန်တရားရှိပေါ့ဒါတော့ဇလန်ဆိုတော့ထားပါတော့ဗျာဒါပေမဲ့ဘာပဲပြောမင်းသားလူမျိုးကတော့သူနောက်ဆုံးမှလည်းသူကအားလုံးကျန်တဲ့လူတွေကဘာဖြစ်သွားတဲ့အချိန်မှာထသွားတဲ့အချိန်မှာပေါ့နော်သူလုံးဝလက်ချော့လိုက်တဲ့အချိန်မှာသူကတော့လုံးဝအဲ့ဒီလူကိုတေချာနဲ့နားချနိုင်ခဲ့တယ်အပြင်ပေါ့နော်ဂျူရီအားလုံးထွက်သွားတဲ့အချိန်မှာသူအဲ့ဒီလူကိုစောက်ပြီးတော့ခေါ်ပေးခဲ့တယ်နှစ်သိမ့်ပေးခဲ့တယ်ဒါမှမဟုတ်ဘာပဲသူနိုင်သွားတာပဲလေသူကဒီတယောက်တည်းနဲ့စန့်ကျင်ပြီးတော့နောက်ဆုံးမှာသူ့ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲဖြစ်သွားတာပဲဒါပေမဲ့အနိုင်ရသူအောင်နိုင်သူကြီးလို့တော်တာမဟုတ်ပဲနဲ့အားလုံးကသဘောတူညီမှုရပြီးတော့နှလုံးသားချင်းရင်းနှီးတဲ့ပုံစံမျိုးလုပ်သွားပေးတယ်ပေါ့နော်အဲ့ဒါလေးကတော့ခုနကမင်းသားဒီဂျူရီနံပါတ်8မင်းသားရဲ့အရေးချင်းပေါ့နော်ဘာပြောနံပါတ်3ကတော့ကျွန်တော်တို့အပြင်ပလောကမှာဆိုတော့ဒီလိုခေါင်းမာတဲ့သူတွေကဒီလောက်အလွယ်တကူတော့ဖြစ်ပါမလားတော့ကျွန်တော်တို့နည်းနည်းတန်တရားရှိတော့နောက်တစ်ခုကနံပါတ်10ပေါ့နော်ဂျူရီနံပါတ်10ကတော့လူမျိုးရေးခွဲကြရသူပေါ့အဲ့တော့ stereotype တမားပေါ့ဗျာပြောရရင်တော့ကျွန်တော်တို့မြန်မာပြည်မှာလည်းတွေ့ရလူတော်များများတွေ့တတ်ကြတာပါဥပမာဆိုတခုခုဆိုလို့ရှိရင်ဘယ်လူတွေကဒီကောင်တွေစင်းရသားရုပ်ကောင်တွေပဲဒီလိုကောင်မျိုးတွေကတော့လူတက်တာဖြစ်ကိုဖြစ်နိုင်တယ်ဒီလိုကောင်မျိုးတွေကလုံနေကြပဲခိုးနေကြပဲဝက်နေကြပဲအဲ့ပုံစံမျိုးပေါ့နော်ဘယ်လူမျိုးဆိုဘာလုံနေကြပဲဘာညာမျိုးနဲ့ stereotyping လုပ်တဲ့အကြောင်းလေးတွေပေါ့အဲ့ဒါလည်းလူတိုင်းမှာရှိလေရှိတာရှိတယ်ဘလို့ဆိုအချင်းရုပ်တယ်ဘာဆိုညာပေါ့နော်။ तू ကလည်းအဲ့လိုစိတ်မျိုးရှိရကြမလို့စင်းရင်သားရုပ်ကကလေးဆိုတာနဲ့ तू ကလုံးဝကျင်းစီပေါက်ဒီကောင်ကပြစ်မှုကျူးလွန်မယ်လို့တွေးထားတဲ့ဂျူရီပေါ့ဗျာ။ဒါပေမဲ့ तू လည်းနောက်ဆုံးကြတော့ तू လည်းစိတ်ပြောင်းသွားတာပဲပေါ့နော်။နောက်တစ်ခုကတော့ဂျူရီနံပါတ်9ပေါ့။ तू ကတော့ပွဲကြည့်နေတယ် तू ပေါ့နော်။ဖြုံးရရင်တော့အဲ့တော့ तू baseball ပဲ तू သွားကြည့်နေပြီ။ तू ကရှင်းပြဒီကောင်စိတ်ဝင်စားတာမဟုတ်သူ့ကိုမဲပေးလို့သာဂျူရီနေရာမှာထည့်လို့သာ तू လာရတာ။ तू ကဒီကလေးရဲ့တေးရှင်ကိုစိတ်ဝင်စားတယ်မဟုတ်ညနေ तू သွားကြည့်မဲ့ baseball ပွဲကိုပဲစိတ်ဝင်စားနေတယ်ဆိုတော့ तू ကပွဲစမှာလဲ17ယောက်လုံးကအပြစ်ရှိရဆိုမဲ့အချိန်မှာအဲ့17ယောက်လုံးကိုလိုက်လိုက်တယ်အဲ့လိုပဲဂျားလေရောက်တဲ့အချိန်မှာ तू ကမဲကခဏခဏပြန်ခွဲတာအောင်ခွဲတဲ့အချိန်မှာဒီ तू ကမင်းသားကခွဲနဲ့မင်းသားဖြည်းဖြည်းနဲ့နိုင်လာပြီးတော့ဒီ9မဲ10မဲလောက်ထိကိုကပါလာပြီးတော့ဟိုအစတော့ဗျာ111ပေါ့တယောက်17ယောက်ကနေ2ယောက်17ယောက်ဖြစ်သွားတယ်ဂျားထဲမှာ तू ကမင်းသားလုံးဝသူလုံးဝမလဲသူကံကိုစမ်းသပ်လိုက်တဲ့သဘောပေါ့အဲ့ကလည်းတကယ်ကြာလက်တွေ့မှာဖြစ်နိုင်ကြတော့နေမယ်ဒီဇက်ကားမှာတော့ဟိုဆက်သွားမဲ့လမ်းကြောင်းရှိတော့အဲ့တိုင်းဆက်ဖြစ်သွားတာပေါ့မင်းသားကျွန်တော်မပါဘဲနဲ့ကျန်တဲ့ဆက်တယောက်လှုပ်ဝက်မဲ့ပေးကြပါဒီကတော့လှုပ်ဝက်မဲ့ပေးပါပါနော်ကျွန်တော်တို့တူတဲ့လူများရှိမလားကျွန်တော်သိနေတယ်ပေါ့အဲ့ဒီအချိန်မှာအားလုံးက17ယောက်လုံးက guilty ဆုံးဖြတ်ရဲ့ကျွန်တော်မဲုံမစဉ်းစားနေတော့ကျွန်တော်အပြစ်ရှိရဆုံးဖြတ်ပြီးသွားလိုက်မယ်အဲ့ဒါပြင်းပြန်ကောင်းတယ်ပေါ့နော်တကယ်လို့တယောက်ကလာကျွန်တော်တို့ထက်တန်ရရှိမယ်ဆိုရင်တော့ကျွန်တော်တို့ဆက်သွားမယ်ပေါ့အဲ့ဒီအချိန်မှာလည်းတယောက်ကဘာပြောဒီမင်းသားဒီလောက်တော့စန့်ကျင်နေတာကိုစန့်ကျင်နေပေါ့နော်သူ့ရဲ့ယုံချက်ခံယူချက်ကိုစန့်ကျင်နေတာကျွန်တော်အားပေးတဲ့နဲ့ခံယူပြီးတော့ဆိုတယောက်ကမဲပေးလိုက်တယ်နော်ဂေဒီပေးလိုက်တော့ဇလန်ပြန်ရှည်သွားတယ်ပေါ့ဗျာအဲ့ရှည်သွားအဲ့မှာပြဿနာထပ်တက်ကြသေးတယ်ကဲထားပါတော့ပြောချင်တာကတော့နော်ပွဲကြီးတဲ့လူကြောင်ဆက်သွားမယ်ပေါ့နော်အဲ့လိုနဲ့ဆက်သွားရင်းနဲ့မဲကဖြည်းဖြည်းနဲ့နောက်တစ်ခါမဲပေးရင်းနဲ့3မဲဖြစ်လာတယ်4မဲဖြစ်လာတယ်
နောက်ကြတော့ဗျာဖြည်းဖြည်းနဲ့သူတို့ကပါလာတယ်ရှစ်မဲ9မဲလောက်တွေဖြစ်လာဟိုကောင်ကခက်တီတွေအဲ့ဘက်ကိုချေသွားတယ်အဲ့ဒါနဲ့သူတို့တွေကလုံးဝလက်မခံဘူးဘာလက်မခံလဲဆိုတော့မဲပေးရင်ကိုယ့်ရဲ့ယုံကြည်ကြောင့်ပေးတာဖြစ်ရမယ်ပြောချင်တာဗျာအပြစ်ရှိတဲ့ခံစားရဆိုတဲ့တကယ်ကိုအပြစ်ရှိလို့ပေးတာဖြစ်ရမယ်မင်းသားကိုယ်တိုင်ကလည်းအဲ့လိုမျိုးပစ္စလက်ကတ်ယူတာကိုလက်မခံတော့မင်းသားနဲ့ပြဿနာတက်အောင်ခမ ्या ခုနတော့ကစတော့ကနောက်တောက်လျှောက် guilty လုပ်ခဲ့တဲ့လူကအခုကျတော့ not guilty ပဲအဲ့ကျွန်တော်ပြောကြရမလို့လေကျွန်တော်စိတ်ဆန္ဒကျွန်တော်ပြောင်းမှာပေါ့လေမဟုတ်ပြောခမ ्या ပြောခမ ्या စိတ်ထဲမှာတကယ်ပဲလောကဖြစ်နေတာလား तू အပြစ်မရှိလို့ခမ ्या ယုံကြည်ရလားမဟုတ်ဘဲနဲ့ခမ ्या စိုးစက်မလုံးနဲ့ဘာညာပြောတော့မှနောက်ဆုံးကြတော့မှ तू ဘာမှမပြောနိုင်ဘူးပြောနိုင်ကြုတ်တိရခမ ्या ပေါ့နော်ခမ ्या ကဒီ base ပုံပွဲကြည့်ကျင်လို့ညားတဲ့ဘက်ကိုခမ ्या လိုက်ပေးလိုက်တာမြန်ဆန်ပြီးအေးရောနောက်ဆုံးကျ तू ဝင်ခံလိုက်ရောအဲ့လိုလူတဲ့လောကမှာရှိတယ်ဗျာလောကမှာဒီလောက်သူများအတွက်အရေးကြီးဖြစ်နေတယ်သူတို့အတွက်ကတော့သူတို့ဘွဲသူတို့ရဲ့ကိစ္စလွင်ကျွန်တော်အလုံးအရေးမကြီးဘူးအဲ့လိုလူမျိုးတွေရှိရပေါ့နော်ဒါကတော့နံပါတ်9ပေါ့နံပါတ်ဂျူရီနံပါတ်9ကတော့အဖိုးကြီးပေါ့နော်အဲ့ဒီအဖိုးကြီးကတော့ခုနကဒီဇလန်ထဲမှာကျွန်တော်အချင်းချင်းကပြောပြဘူးတယ်အဖိုးကြီးနဲ့ပတ်သက်ပြီးတော့မျက်မြင်သက်သေအဖိုးကြီးနဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါမှာဒီအဖိုးအိုတွေအဖိုးကြီးတွေကပေါ့နော်သူတို့အရေးပါအရာရောက်မှုကတော်တော်နည်းသွားတယ်လူတွေပတ်ဝန်းကျင်သွားရမှာသူတို့တွေကိုဘူးမှလူရမှာသူတို့တဲ့အခါမှာတကယ်အရေးပါနေရရောက်တဲ့အချိန်မှာသူ့ရဲ့ trust ဆိုချက်တစ်ခုရဲ့တန်မိုးတစ်ခုကိုပြနေတဲ့အခါကျတော့တချို့ຢာလေးမှာသူ့ရဲ့မသိစိတ်ကပဲဒါကြီးကိုလိန်လေ trust ဆိုမိသွားတယ်ပေါ့လိန်လေ trust ဆိုမိတော့သူတကယ်လိန်တာတော့မဟုတ်ဘူးသူ့စိတ်ထဲမှာအဲ့ဒါကြီးကတကယ်ဖြစ်နေရလို့ယုံကြည်တဲ့ပုံစံကြီးဖြစ်သွားတာတခါကျရင်ကျွန်တော်တို့ကကိုလိန်နေမိတာရှိရလေကိုလိန်ရင်နဲ့ကျွန်တော်တို့အရင်တော့မယုံကြည်တဲ့အရာတွေကပါတကယ်ကိုလိန်ရင်နောက်ဆုံးမှယုံကြည်တဲ့အဖြစ်ကိုကြောက်သွားအဲ့လိုပုံစံမျိုးဖြစ်နိုင်တယ်ဆိုပြီးတော့အဖိုးကြီးကသူ့အချင်းချင်းငဲ့ညာပေးရသူတွေပေါ့နော်အဲ့တော့ပြောချင်တာကတော့ဒီထဲမှာတခြားလူတွေလည်းအများကြီးရှိပါတယ်။ဘာပဲပြောဒီတွေကဇလန်ထဲမှာရှိတဲ့လူတွေကလူပဲဖြစ်တဲ့ကြောင့်မလို့သူတို့မှာစာနာစိတ်ရှိတယ်တနာစိတ်ရှိတယ်ဂိမ်းမစခြင်းစိတ်တွေရှိတယ်အများကြီးရှိရတယ်ပေါ့။ဒါပေမဲ့အဓိကဒီဇလန်ထဲမှာအဓိကပြလို့ရရင်တော့ကျွန်တော်ဒီလိုထင်ပါတယ်ပေါ့နော်။တကယ်အရေးကြီးတဲ့ကိစ္စတွေဆုံးဖြတ်တဲ့အခါမှာ emotion တွေခံစားချက်တွေဘာညာတွေလုံးဝမထည့်အောင်ကလေးနဲ့ပတ်သက်ပြီးတော့သူ့ရဲ့နောက်ခံ background ကိုကြည့်ပြီးဆုံးဖြတ်မယ်ဆိုလို့ရှိရင်တနာစရာတွေပေါ့နော်ဒီလိုဟာမျိုးတွေကိုလူဖွဲ့စည်းမှာဒီလိုကလေးမျိုးတွေကဒီလိုပဲဖြစ်မှာပေါ့ဘာညာနဲ့တွေးမယ်ဆိုရင်သူ့ရဲ့အပြစ်ကပေါ်သွားနိုင်တယ်လို့ကလေးနဲ့ပတ်သက်ပြီးတော့ဒီကလေးကဒီလိုကောင်းနေဒီလိုလုံးမှာပဲဆိုပြီးတော့ဒေါသနဲ့ဆုံးဖြတ်ရင်လည်းမှားသွားနိုင်တယ်အဲ့တော့မင်းသားကလည်း तू က not guilty ဆုံးဖြတ်မယ်ကလေးကို not guilty လို့တကယ် तू တွေးထားတာမဟုတ်ဘူးပြန်ဆွေးနွေးစေရင်လည်းစိတ်နဲ့တွေးထားတာလုံးဝကလေးနဲ့ပတ်သက်ပြီးတော့ तू ဒီလုံးဝခံစားချက်ကင်းတယ်ဒီဇလန်ကြည့်လိုက်ရင်တွေ့သွားလိမ့်မယ်ကျန်တဲ့လူတွေကတော့ခံစားချက်တွေအကုန်ပါကြတယ်ခံစားချက်တွေပါကြတာကြောင့်ပဲဒီ emotion တွေကြောင့်ပဲအဲ emotion တွေကိုဖြည့်ရင်နဲ့နောက်ဆုံးမှာလုံးဝသူတို့အပြစ်မရှိဘူးဆိုတဲ့ပုံစံမျိုးတန်တရားဖြစ်စရာကောင်းတာတွေတွေ့လာတဲ့အခါမှာတယောက်ပြီးတယောက်ဟာမင်းသားဘက်ကိုရောက်လာကြတာတွေ့ရတယ်ပေါ့နော်အခုကျွန်တော်သုံးသပ်သွားတာလေအကုန်လုံးကတော့ဒီဇလန်မှာတွေ့ရတယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးထူးခြားတဲ့သူတွေအကြောင်းဖြစ်တယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ဒီဇလန်မှာဘာသင်ခန်းစာတွေရတယ်ကျွန်တော်ဆက်ကြည့်အောင်ကဲတော့ဇလန်လေးအကြောင်းကိုကျွန်တော်ဒီဇလန်လေးအကြောင်းပြောပြပြီးပြီစိတ်ပညာသဘောတရားလေးကျွန်တော်ဆွေးနွေးပြီးဆိုတော့ဒီဇလန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရလိုက်တဲ့အကြောင်းလေးကျွန်တော်ထပ်ပြီးတော့ဆွေးနွေးခြင်းတယ်ပေါ့နော်ဇလန်ကြည့်ပြီးွားမှဒါကြီးပြန်ကြည့်တော့ပိုရတာရှိမှာဗျာအဲ့တော့အဓိကကတော့ဒီမှာလူများစုလိုက်လို့ရှိရင်လိုက်လို့တက်ကြတဲ့လူတွေရဲ့သဘောတရားကိုထင်ထင်ရှားရှားမြင်ရတယ်ပေါ့နော်အဲ့ဒါကိုစိတ်ပညာမှာဆိုလို့ကျွန်တော် Ash conformity experiment လို့ခေါ်တယ်ဗျအဲ့တော့လူတွေကအများစုကမှားနေခဲ့မယ်အဲ့ဒီမှားကိုလေကိုကသိနေခဲ့မယ်ဆိုရင်တော့အဲ့ဒီမှားနေတဲ့သူတွေကိုမဆန့်ကျင်ရဲတဲ့ကြောင့်မလို့အဲ့ဒီမှားနေတဲ့သူတွေတိုင်းလိုက်လို့ကြတယ်အားလုံးလက်ထောင်ရင်လိုက်ထောင်ကြရဲဆိုတော့လူတွေရဲ့စိတ်ပညာသဘောတရားဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဂျူရီနံပါတ်8ကတော့ဘာပဲပြောသူ့စိတ်ထဲမှာလူတွေကအမှားတွေလိုက်လုံနေရဆိုရင်တော့မှလူများပဲသူတယောက်တည်းဖြစ်ခဲ့မယ်ဆိုတော့ဒါကိုလုံးဝသူစန့်ကျင်ရတဲ့တတိရှိအောင်လဲတွေ့ရတယ်အဲ့လိုမျိုးရောခင်ဗျားတို့မှရှိကြလားပေါ့ကျွန်တော်တို့မှရှိကြလားပေါ့တကယ်ကျွန်တော်တို့ကလူအုပ်နဲ့ဒါကျွန်တော်တို့အမှားတွေကိုစန့်ကျင်ရပြီမဲ့တကယ်တယောက်တည်းကြရင်ရောအမှားတွေဖြစ်နေတဲ့သူတွေကျွန်တော်စန့်ကျင်ရတာကျွန်တော်မေးခွန်းကိုပြန်ထုတ်တင်တယ်ပေါ့နော်ဒီတည်းကဂျူရီနံပါတ်6ကတော့အဲ့လိုလုပ်ရဲတဲ့အပြင်ပေါ့နော်သူ့ရဲ့ဘာပဲပြောသူတို့ရဲ့ပေါင်းရင်းဆက်ဆံရေး communication skill ရတကယ်ကျွတ်စိန်ဘာဖြစ်လဲဆိုတော့စဉ်းစားကြည့်ကျွန်တော်တို့တွေကအဲ့လိုစန့်ကျင်ပြီဆိုရင်ကျွန်တော်တို့တွေကလုံးဝတယောက်နဲ့တယောက်ချားမှာအမုန်းတရားတွေနဲ့တိုက်ခိုက်ပြီးကျွန်တော်စန့်ကျင်နေတာသူကတော့အဲ့လိုပုံတော့မလုပ်ဘူးကျွန်တော်တို့ဒါလေးပြန်စဉ်းစားကြည့်အောင်ခင်ဗျားတို့တင်လဲမှန်ရင်မှန်ပါတယ်ကျွန်တော်တင်လဲမှားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့နည်းနည်းပြန်စဉ်းစားကြည့်အောင်ဆိုပြီးတော့ပဲသူတည်ငြိမ်နဲ့ပြန်တုတ်ပြန်သွားတယ်နေမဲငစပြန်ပြောတာမရှိဘူးဘုံနိုင်ကျဲသူတောင်းနေတာမရှိဘူးအားလုံးတကောက်လည်းသူနားထောင်တယ်နားထောင်ပြီးမှသူအေးအေးဆေးနဲ့ပြန်တုတ်ပြန်သွားတယ်အဲ့ဒါကြောင့်မို့လဲနောက်ဆုံးအောင်နိုင်သွားတာသူဘလို့ပဲသူ့ဘက်ကရက်ကြလက်ကြပြောနိုင်ပါစေတယောက်ကပြောတဲ့အချိန်မှာ तू ကထထပြီးရန်လိုနေမယ်ဆိုလို့ရှိရင်သူ့ကိုဘလို့မြင်သွားမလဲအားလုံးကရန်လိုတဲ့လူဖြစ်နေမြင်သွားမယ်ဆိုလူတယောက်ရဲ့အမြင်တွေ impression တွေကတယောက်တစ်ယောက်ဆက်ဆိုင်မှာတအားရေးကြည့်တယ်ကိုကဘလောက်ပဲမှန်နေပါစေသူတို့တွေရဲ့အမြင်မှာရန်လိုတယ်
သူတို့စန့်ကျင်တယ်တိုက်ခိုက်တယ်လို့မြင်လာခဲ့ရင်ကိုပြောတဲ့ဟာကိုမှန်နေရလို့သူ့ရဲ့မတိစိတ်ကယုံကြည်ရင်တော့ဒီဘက်တိစိတ်ကလုံးဝအဲ့ဒါကိုလက်ခံမှာမဟုတ်ဘူးမင်းသားကတော့အဲ့ဒါကိုလုံးဝကြော်လွှားနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒါမျိုးကျွန်တော်တို့ဘဝမှာတကယ်ကိုအတူယူဖို့ကောင်းတယ်တကယ်ကိုတွေကမှန်နေခဲ့မယ်ဆိုရင်တော့မှအဲ့ဒါကိုပြောတဲ့အခါမှာတစ်ဖက်လူနားလေလာအောင်နားဝင်လာအောင်ကိုယ့်ဘက်ကတိမ်တိမ်မွေးနဲ့ပြောတတ်ဖို့ရှိလို့တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီတစ်ခုခုဆိုလို့ချင်းကြိုတင်ဆုံးဖြတ်ချက်ချတတ်တာပါကျွန်တော်တို့ကများသောအားဖြင့်ဟိုဘက်ပေါင်းဆိုကျွန်တော်စဉ်းစားလည်းမရှိ social media မှာပို့ဆိုတော့ဗျာတစ်ခုသတင်းတက်လာပြီဆိုရင်နှစ်ပတ်ပြောစကားတော့မကြားနားမထောင်တော့တစ်ခုခုတွေးလိုက်ပြီဆိုတာ ਨੇ လုံးဝအောက်က comment ဝင်ရေးပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီအဲ့ဒီဆုံးဖြတ်ချက်ကိုလည်းပြန်ပြောင်းဖို့အတွက်မရှိတော့ချစ်ချင်းအစွမ်းနဲ့ဆုံးဖြတ်တယ်မုံချင်းအစွမ်းနဲ့ဆုံးဖြတ်တယ်အဲ့ဒီပုံစံတွေလောက်ကြတယ်တစ်ခုတွေးလို့ရှိရင်လည်းအဲ့ဒီလူသို့မဟုတ်အဲ့ဒီအကြောင်းအရာတစ်ခုကမှန်လားမှားလားသူတကယ်လှုပ်လားမလှုပ်လားကိုတင်မြင်ချက်ကမှန်လားမမှန်လားလဲလုံးဝမစင်စားတော့တခါတည်းဆုံးဖြတ်ချက်ကိုလွယ်လွယ်ကူနဲ့ချလိုက်ကြတယ်အဲ့လိုလွယ်လွယ်ကူနဲ့ချလိုက်ခြင်းဟာလူဘယ်နှယောက်လောက်ကိုကျွန်တော်တို့စိတ်ဒုက္ခပေးမိပြီလေလူဘယ်နှယောက်လောက်ကိုကိုတတ်သိအောင်ကျွန်တော်တို့လုံးမိပြီလေလူဘယ်နှယောက်လောက်ရဲ့မိဘတွေလူဘယ်နှယောက်လောက်ရဲ့ဘဝတွေကျွန်တော်ဖျက်ဆီးပြီးရတော့ကျွန်တော်တို့မသိနိုင်ဘူးဒါတွေအကုန်လုံးကိုကျွန်တော်တို့တက်နိုင်ဆုံးရှောင်ရှားတင်တယ်ဆိုတာကိုဒီရုပ်ရှင်မှာအများကြီးတွေ့လို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီကိုကလှုပ်ရဲရင်ခံရဲတယ်တော့ပြီးတော့ကိုကတကယ်လို့မှားတာရှိရင်လည်းအမှန်ကိုပြန်ပြီးတော့သိတဲ့အခါကျတော့ရှင်ဝန်ခံရတဲ့တတိရှိရမယ်ဆိုတာလေဂျူရီနံပါတ်3ကပြသွားတယ်ဂျူရီနံပါတ်3ရဲ့စိတ်ဓာတ်မျိုးကတော့တော့မလွယ်ပါဘူးခေါင်းမာတဲ့သူတယောက်ဖြစ်လင်ကစားသူ့စိတ်ထဲမှာတကယ်နောက်ဆုံးမှာအမှန်တရားသိတဲ့အချိန်မှာတော့not glee ဆိုပြီးတော့ကလေးတယောက်အတွက်ကိုသူ့ရဲ့ဆုံးဖြတ်ချက်ကနှောင့်နှေးမှုဖြစ်သွားအောင်လို့သူကလုံးဝသူကူညီပေးခဲ့တယ်ပေါ့တကယ်လို့သာ तू ကခေါင်းမာမယ်ဆိုလို့ရှိရင်သူတို့ကဆုံးဖြတ်ထားတာတွေစွန့်နစ်ထားတာတွေအကုန်လုံးကဟောတိကန်ဖြစ်သွားပြီနောက်ဆုံးသုံးသက်မှာဒီတရားသူကြီးကိုကျွန်တော်တို့မဆုံးဖြတ်နိုင်ပါဘူးပြောရဲနောက်ထပ်ဂျူရီ12ယောက်ထပ်လာမယ်နောက်ထပ်ဂျူရီ12ယောက်မှာတော့မင်းသားလူတွေကိုပါလာပြအကြောင်းမရှိသလိုကောင်လေးကလည်းလွတ်သွားစရာဘာအကြောင်းမှမရှိဘူးပေါ့နော်အဲ့တော့ဘာပဲပြောဒီဇလန်ထဲမှာရှိတဲ့လောဘကြီးနေတဲ့လူ12ယောက်လောကဘာပဲပြောလူတွေဖြစ်ကြပေမဲ့သူတို့လူတွေဖြစ်တဲ့အကြောင်းမို့လဲသူတို့ဒီလူပီတာစွာနဲ့တချို့နေရာတွေမှာသူတို့ရဲ့စိတ်ခံစားမှုတွေဘေးရရက်ပြီးတော့လောကဂိမ်းမဆိုင်တာတွေပေါ့ပြပြဖြစ်တာတွေဆုံးဖြတ်ကြပေမဲ့နောက်ဆုံးတည်တည်ကြကြနဲ့ဆွေးနွေးတဲ့အချိန်မှာတော့ဘာပဲပြောသူတို့တွေကမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုသိကြပါချနိုင်ခဲ့လို့ကျွန်တော်ထင်ပါတယ်ပေါ့နော်အဲ့တော့ဒီဇလန်ထဲမှာလည်းကောင်လေးကလုံးဝဒီမှန်လားမှားလားဒီဖြေကမှန်လားမှားလားကောင်လေးကတကယ်တတ်မတတ်ဆိုတာကိုမသိခဲ့ဘူးကျွန်တော်တို့လည်းမသိပါဘူးတကယ်လည်းကျွန်တော်တို့ကြည့်လိုက်တဲ့သူတွေနဲ့လည်းကောင်လေးကတတ်ကောင်းတတ်နိုင်တယ်ဆိုတဲ့အယူဆကလည်းအခုချိန်ကြီးရှိနေတော့မှာပဲအဲ့တော့ဒီဗီရုပ်ရှင်ကိုကြည့်တဲ့လူတွေနဲ့လည်းဘာပဲပြောဒီ Angry Mind 12ယောက်လို့ပဲကျွန်တော်တို့လည်းဆွေးနွေးညှင်းကုန်ကြရတယ်အများကြီးရှိနိုင်ပါတယ်ဘာလို့ဆိုသူတို့ trust ဆိုချက်တွေအထက်မှာအကုန်ပါခဲ့တာပေါ့နော်အဲ့တော့ဘာပဲပြောဒီဇလန်ကအဓိကပေးခြင်းတဲ့ message အဓိကပြောခြင်းတဲ့အကြောင်းတရားကလည်းကလေးတက်မတက်တကယ်တက်မတက်ဆိုတာမဟုတ်ဘဲနဲ့လူလောကမှာတကယ်အရေးကြီးတဲ့ critical ဆုံးဖြတ်ချက်တွေအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချလို့ရှိရင်အလွယ်တကူဆုံးဖြတ်ချက်မချဘဲနဲ့ကိုတိုင်အထဲမှာဝင်ပါသလိုကိုရဲ့မိသားစုဖြစ်နေတယ်လို့မျိုးတချို့နေရာတွေမှာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမှာပေါ့နော်ခံစားချက်တွေဘေးဖယ်ပြီးတော့မှန်မှန်ကန်ကန်နဲ့ critical thinking နဲ့တွေးနိုင်မှုပြောတယ်လို့ယူဆရတဲ့ကြောင့်မို့လဲအခုချိန်ကြီးအဲ့ဒီရုပ်ရှင်ဟာအောင်မြင်တာဖြစ်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးပေါ့နော်ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်နောက်ထပ်လည်းအများကြီးတစ်ခုပြီးတစ်ခုကျွန်တော်တေချာလိုက်ကြည့်ပြီးတော့တစ်ပတ်ကိုတစ်ပုတ်လောက်တော့ကျွန်တော်လုပ်ပေးဖို့ရှိပါသေးတယ်နောက်တစ်ပတ်ကြာလို့ရှိရင်လည်းကျွန်တော်နောက်ထပ်ရုပ်ရှင်တစ်ခုထပ်ပြီးတော့ရွေးပြီးတော့မိတ်ဆွေတဲ့တူကျွန်တော်တေချာလာဆွေးနွေးပါမယ်ပေါ့နော်အဲ့တော့မိတ်ဆွေတော့ဘယ်လိုမြင်ရှိကြလဲဒီရုပ်ရှင်ကိုကြည့်ပြီးရပြီလားပေါ့နော်အဲ့တော့ကျွန်တော်ပြောတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ဘာတွေသဘောမတူတာရှိလဲထပ်ပြီးတော့ဆွေးနွေးနေတာရှိလို့ရှင်လဲ comment မှာကျွန်တော်တို့ပြန်ပြန်ဆွေးနွေးကြတာပေါ့နော်မိတ်ဆွေတို့ဆွေးနွေးထားရတယ်ကျွန်တော်လည်းထပ်ပြီးတော့ကျွန်တော်ဖတ်ပြီးတော့ဆက်ဆွေးနွေးနေရရှိကျွန်တော်တို့ comment မှာဆက်တွေ့ကြမယ်အဲ့တော့အခုတော့တတ်တာပေါ့